ကဒီကောင်ကတော့မင်္ဂလာပါဗျဒါကတော့ဘယ်လိုပြောမလဲ6လုံးလုံးအင်ဂျင်မာစီတီအင်ဂျင်ဖြစ်ပါတယ်သူပစ္စည်းတွေဘယ်မှာလဲဆိုလို့ရှိရင်ဂျာမနီကနေမှာတယ်မှာပြီးတော့ဖဲတင်နေဟိုမှာရောက်တော့တစ်လောက်ကြာတစ်လောက်ကြာသူဖဲတင်နေ original ဖဲတင်နေပေါ့နော်ဂျာပြီးတော့သူ့ကြတော့ဒီစနစ်အမှန်မှန်နဲ့သွားရတာပေါ့ဗျာသွားတဲ့ခါကျတော့တကားဒီလမ်းမပြောလို့အဆင်မပြေဘူးတော့ဗျာဘယ်လိုပြောမလဲဆိုတော့ကျွန်တော်လိုင်းပေါ်မှာတင်တဲ့အခါကျတော့တချို့ဟိုတိုလီမိုးစာဆိုတိုလီမိုးစာအတိုင်းတင်တာအောင်နော်ချို့ကြတော့ကျွန်တော်မီတာတွေဘာညာနေတဲ့လုံးတဲ့အခါကျတော့ဘယ်လိုပြောမလဲတချို့ကြတော့လည်းလက်စီစပွဲပွေးစီးတယ်ဒါကြီးကြတော့ပညာရှင်တွေလာအပ်တာအင်ဂျင်နီယာတွေလာအပ်တာသူ့သွားပြီးတော့ကျွန်တော်ကဘယ်လိုပြောမလဲထဲတော့ဒီကွန်နက်တေကိုအင်ဆိုင်တဲ့အတိုင်းပဲပြီးရင်ဒီလိုတန်ကြားလေးနဲ့ဖီလာလေးနဲ့ထိုးကြည့်တော့ကျွန်တော်စကားပြောလို့ရအောင်။ညတဲ့ခါကျတော့ဒီလုပ်ငန်းကိုစလုပ်ပထမဆုံးစလုပ်ဖို့တော့ဒီတိုင်းချောင်းကိုစဖို့တော့ဘာလုပ်ကြလဲဆိုနံပါတ်1ကသူနဲ့ပတ်သက်တဲ့သူကမွေးစင်းကိုပြ။ဒါဆိုလို့ချင်းဒေါ်လာ30ပြရတယ်ဒါဒေါင်းလို့ဆွဲရဒေါင်းလို့ပေးမှဆွဲနေသူ့မှာဘာပြထားလဲဆိုလို့ချင်းဒီမှာကြည့်ရနော်မီတာတွေနော်ပေါင်ဂိတ်တွေနော်ကွန်တင်းတိုင်းနေပြီးတော့မီတာတွေနော်အင်ဆိုင်နဲ့တိုင်းကိုသူပေးမထားအောင်တော့ဒါတွေနဲ့အတီးဘူးကိုသူပေးမထားဘူးဒါတွေနဲ့အတီးဘူးကိုသူပေးထားတယ်နော်ပြောဆိုလိုချင်တာကအဓိကတော့ဘာလို့ဆိုလိုချင်တာလဲဆိုတော့အလုပ်လာတဲ့ခါမှာကာလန်ဒေသန်ဧကန်တနန်လို့ခေါ်တယ်ပါဠိသူ့ဟာနဲ့သူသွားတယ်နော်သူ့အဲ့တဲ့ဒီပေါ်မှာမူတည်ပြီးသူသွားတယ်သွားတဲ့အခါကျတော့ပေါင်ဂိတ်ပေါင်တွေဘလောက်ဘယ်တော့တိုက်ရမလဲဘလို့တိုင်းရထွားရမလဲဘာလဲဆိုတော့ဒီစာအုပ်လေးတုံးရဖို့တော့ဘူးကျွန်တော်တို့ဒေါ်လာ30နော်ဒေါ်လာ30ပေးပြီးတော့မှဒေါင်းလုံးဆွဲရဒေါင်းလုံးဆွဲပြီးမှဒီလုပ်ငန်းကိုစလို့ရပြီးတော့ဘယ်တွေတွေကဂျာမနီကနှမ်းမှာတယ်ဘယ်တွေတလားလောက်ကြာပြီးမှကျွန်တော်စီရောက်အင်ညာ6လုံးလုံးအင်ညာမာစီတီနော်သူကဘယ်လိုပြောမလဲထရင်းကားလို့ပြောတယ်ဆိုတော့ကအဲ့တော့ဆိုလိုချင်တာကဘာကိုပြောမှာလဲဘာကိုပြောရမှာလဲဆိုဒီလုပ်ငန်းလုပ်တဲ့လူတွေများတယ်နားကကြောကျွန်တော်ဒီလိုမီတာတွေနဲ့တိုင်းထွားပြီးဘာညာလုပ်တဲ့ခါကျတော့ဒီကောင်အလကားစောက်ဖို့တွေရှောက်လုပ်နေတယ်လို့လူတွေကထင်ကြကျွန်တော်ဆရာတွေကလည်းကျွန်တော်ဆုံးပါမင်းကွာတဲ့ဘာမှမဟုတ်တဲ့ကောင်တွေရံမဖြစ်ပါနဲ့ဟုတ်လားအဲ့ဘယ်လိုပြော inside outside နဲ့တိုင်းဘာညာရွှီရှောင်းလုပ်တဲ့ကောင်တွေကကျွန်တော်လာပြီးမျက်မှောင်းကျိုးပြီးတော့ဟိုတိုက်ခိုက်ဒီတိုက်ခိုက်မတူဘူးဘဝတွေကမတူဘူးဆိုတဲ့အကြောင်းရင်းကဘာဖြစ်လဲဆိုတော့ကျွန်တော်ရှိကိုလာတဲ့လူတွေကခေတ်ပညာတက်တဲ့လူတွေလာတဲ့ခါကျတော့သူတို့ဒီလိုပေါင်ဂိတ်တွေပေါင်ခိုင်းတွေဒီလိုအတွင်းတိုင်းနဲ့မီတာတွေနဲ့ကြာနာနာတည်တည်တက်တက်သူတို့လှုပ်ပြတော့မှသာလေသူတို့ကယုံကြည်မှုနဲ့ကျွန်တော်အလုပ်ဆက်အပ်တာအဲ့ဒါနဲ့မဟုတ်ဘဲနဲ့တာမန်ရိုးရွှီရှောင်းဆိုလို့ရှိရင်ကျွန်တော်အပ်သွားမှာအဲ့တော့ခုနပြောသလို inside တွေရှင်းများတွေဖီလာတွေနဲ့အလုပ်လုပ်လို့မရအောင်သူကြတော့ဒိုင်ကွက်တွေပါမယ်မီတာတွေပါမယ်နော်နောက်တစ်ခါအတွင်းတိုင်းနဲ့ဘိုးဂိတ်တွေပါမယ်နောက်တစ်ခါဒီဘယ်လိုပြောမလဲဒါမျိုးဆက်တော်နေဘယ်လိုပြောမလဲဟိုပေါင်ဂိတ်တွေပါမယ်နောက်ရှင်းတော့ပြေးလာမပြေးလာဆိုလို့ရှိရင်ဟိုဒိုင်ကွက်တွေပါမယ်ဒါတွေနဲ့မှသာတယ်အလုပ်ကိုဆက်ပြီးလုပ်လို့ရဖြစ်တဲ့ခါကျတော့ဆိုလိုချင်တာကတော့ဘယ်လိုပြောမလဲဒီမှာပါပါတယ်ကွာတင်းကဘယ်လောက်တန်းရမလဲမင်းကိုဘယ်လောက်တန်းရမလဲပြီးသွားလို့ရှိရင်ဒီဘယ်လောက်ချိုးရမလဲဘာညာပြီးသွားလို့ရှိရင်ဘယ်လောက်ဆိုင်နဲ့ပါရမလဲဘာညာဒါမျိုးတွေပါတယ်ပါတဲ့ခါကျတော့ဘယ်လိုပြောမလဲဆိုတော့စာအုပ်ကြီးတိုင်းသွားတယ်လို့ထင်ကြတယ်စာအုပ်ကြီးတိုင်းသွားတယ်လို့ထင်ကြလိမ့်မယ်ဆိုတာအဓိကဒါတွေကစာအုပ်ကြီးတိုင်းသွားတယ်စာအုပ်ကြီးသွားသူ့နေရာနဲ့အဲ့လိုရှိတဲ့ခါကျတော့ဒါတော့ဒီသွားပြီကောင်းမွန်တာတင်သွားပြီနော်နည်းနည်းတော့ဘာလို့ပြောမလဲစီကြောဘာဖြစ်လို့ရှိလဲဆိုတော့စီကြောနည်းနည်းလေးတိုင်းနည်းနည်းလေးစိတ်ကိုမကြိုက်ဘူးနည်းနည်းလေးတော့ပဲလို့တော့အဲ့ပါနာစာဘာညာလေးလိုက်ကြည့်တော့မှာဆိုလိုချင်တာဘာကိုပြောနေတာလဲတိတိကျကျလာပဲလို့ပြလောက်ပါဟိုရှူရှောင်းလို့တယ်မှာရှူရှောင်းလောက်ရတာဘာကိုဆိုလိုသေးတယ်ဒါရီလို့ဖို့ဆိုတာဘယ်လိုပြောမလဲဟိုမှာတလုံးကြီးပြည့်စုံမှရဆိုလိုချင်တာတလုံးကြီးပြရမပြည့်စုံမဲနဲ့ဒါမျိုးတော့လုပ်လို့မရဘူးကြာဒါမျိုးလူတွေလာတဲ့ခါကျတော့ကျွန်တော်တို့အတွက်လည်းဘူးပြရတယ်ပညာရတယ်ဟို line ပေါ်မှာရှိရင်ယူကုန်မိတ်ဆွေတွေလည်းပညာတိုးအောင်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အလုပ်လုပ်တယ်ဆိုတော့အခါမှာစစ်စစ်နဲ့ကြာနဲ့ပညာတတ်တတ်ရဲ့လာတဲ့လူတွေလာလို့ရှိရင်ကျွန်တော်တို့ပညာပို့တိုးတယ်ကျွန်တော်ကကြိုက်တယ်ဘာလို့ကျွန်တော်လုံနိုင်တဲ့အနေထားနဲ့လုပ်ပေးရတဲ့အနေထားကိုလုံနိုင်တဲ့အနေထားကျွန်တော်လုပ်ပေးတဲ့အခါကျတော့ကျွန်တော်ပညာအဓိကတော့ဗျဘဝကိုပြောမယ်ပညာရှင်ဆန်ဆန်ဖြတ်သန်းကျင်တာဗျအခုလိုပ
ညာချင်းစံစံလာတဲ့အလုပ်တွေဆိုကျွန်တော်သဘောကျပညာလဲရရဲ့ကျွန်တော်သုံးဖို့ဆွဲဖို့ငွေကလေးရဒီမှာဆိုတိုင်းဖို့တော့ဒီမှာဘိုးကက်ကြီးထောက်တာဒါအင်ဆိုင်နဲ့သွားတိုင်းလို့ရအင်ဆိုင်နဲ့တိုင်းလို့ဘိုးကက်နဲ့တိုင်းဘိုးကက်နဲ့လာတဲ့အတွက်ဘိုးကက်နဲ့တိုင်းနေပေါင်ကိုင်းကြီးနဲ့တိုင်းရမယ်ဒါမျိုးရှိတယ်နော်ဒါမျိုးရှိဒီကတိုင်းတစ်ချောင်းတောက်ဖို့တော့လာတဲ့ทีကြာသူ့ရဲ့အချက်လက်တွေဘာတွေညာကြီးပြည့်ပြည့်စုံစုံလုံးမှာဟာလေဝပြောဆိုပုံစံမျိုးနဲ့လုံးလို့မရဘူးဗျာဒါသဘောတရားတစ်ခုချပြအဲဒီပုံမှာရှိတဲ့ညီကိုမိတ်ဆွေတွေနောက်ဘူးသူကလိုချင်တဲ့ညီကိုတွေနောက်ဘယ်လိုပြောမလဲဒီလိုလေးကဘယ်ပါတယ်ကွာဘာညာဆိုပြီးတော့ထင်နေတဲ့လူတွေပေါ့ကရိုင်းကတော့ဒိုင်းတာနေတာတာရဆိုပြီးနဲ့သဘာဝကြီးကအချိုးကြကြသူပေးတဲ့ site နဲ့ဂိုင်းနေပေါ့ဗျာတာတတ်ဖို့ဖြစ်ပညာလေးလေးလာတတ်ဖို့တော့ကျွန်တော်အသက်ဆိုလို့ရှိရင်ဒါနည်းနည်းလေးဘယ်လိုပြောမလဲ40ကျော်သွားတဲ့ခါကျတော့ကျွန်တော်အနေနဲ့ဒီပညာတွေကမဆိုင်ဘူးလို့တော့သွားမလို့နေတိုင်းကဘာကြီးကတိုးတက်နေအပ်တွေကမြင့်နေတဲ့အချိန်မှာဒါတွေကလေးလာရမယ်သူကတိကိုသိရမယ်သူကနားလဲကိုနားလဲရသူကကန့်ကိုတက်ရမယ်ဆိုသဘောပေါ့ဗျာမင်္ဂလာညနေခင်းကိုမိတ်ဆွေကမင်္ဂလာပါ